ဘာဟင်းနဲ့ဆဆကရွေးမတွေ့ဘူးဆိုရင်ဒါမျိုးလေးချက်စားကြည့်ပါဒီနေ့ချက်ပြမယ့်ဟင်းလေးကတော့ငါးမွေလေးပါအရင်ဆုံးရေဆေးပြီးရပါနေထားတဲ့ငချင်းတုံးလေးတွေကိုရေအနည်းငယ်ထည့်ပြီးခဏလေးပြုတ်ပေးထားပါမယ်ပိုးလေးပူလာပြီဆိုရင်တော့စီရဲ့စနစ်မုံလေးအနည်းငယ်ရဲ့ထည့်ပါမယ်ငါးလေးမှွေမှာမို့လို့ကြက်သွန်အဖြူအနီအယောင်တင်မုတ်လေးရောထောင်းထားတာလေးကိုစီတက်ပါမယ်ကြက်သွန်လေးနွမ်းလာပြီဆိုရင်တော့ဂျင်းရဲ့ဇပလင်ရဲ့ထောင်းထားတာလေးကိုထည့်ပြီးစီတက်ပါမယ်ကြက်သွန်လေးစီတက်တာမှုေးလာပြီဆိုရင်တော့ဆောနာကပြုတ်ပြီးတော့အယိုးနှွင်ထားတဲ့ငါးဖက်လေးကိုထည့်ပါမယ်ဒီနည်းငယ်ထည့်ပြီးခဏလောက်ဖုံးအုပ်ပေးထားလိုက်မယ်ရှင်အရသာအတွက်ကြက်သားမှုန့်ရယ်စားလေးအနည်းငယ်ငပြားလေးအနည်းငယ်ထည့်ပါမယ်ငါးလေးတွေအိုးမကတ်သွားအောင်မီးအေးအေးလေးနဲ့အဆက်မပြတ်မှုပေးမယ်ရှင်ဆက်ကြိုက်တဲ့သူဆိုရင်တော့ယူသူသိမ်းထည့်လို့ရပါတယ်ဆက်မကြရင်တော့ယူသူသိမ်းထည့်လည်းရပါတယ်နော်မွေနဲ့တဖြည်းဖြည်းနဲ့ကျမတို့ရဲ့ငါးမွေလေးကရွှေညူရောင်လေးတန်းလာရင်ဆိုရင်တော့ငါးမွေလေးရပါပြီနော်မွေလေးနဲ့လိုက်ဖက်ဆုံးဟင်းလေးကတော့မုံလောက်ချင်းလေးပါမုံလောက်ချင်းလေးလက်ချက်ပြမယ်လိုက်ကြည့်ပေးကြအောင်နော်စားလို့လည်းကောင်းပြီချက်ရတာလည်းလွယ်လို့အားလုံးပဲလိုက်ချက်စားကြည့်ကြပါနော်ဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးပါနောက်ဗီဒီယိုမှာပြန်တွေ့မယ်အားလုံးပဲတက်တာ